အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့တက်တော်ဗီဒီယိုတွေကို like နဲ့ view များအောင်like နဲ့ view များအောင်ဘယ်လိုပို့မလဲပေါ့နော်ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေကိုလူတွေအများကြီးစီရအောင်ဘယ်လိုပို့မလဲဆိုတော့ကျွန်တော်စနစ်တကျသိချာလေးပြပေးပါမယ်ကျွန်တော်တို့အနေနဲ့ပထမဆုံးကိုပို့မဲ့ဗီဒီယိုရဲ့အောက်ခြေလေးကိုတွားလိုက်ပါအောက်ခြေကအဆက်ကလေး30လေးကိုကျွန်တော်နှိပ်မယ်အဆက်30လေးကိုနှိပ်ပြီးကျွန်တော်အခုဒီများထိုးပြတဲ့နေရာလေးကျွန်တော်နှိပ်မယ်ဒီများထုတ်ပြရတဲ့နေရာလေးကျွန်တော်နှိပ်မယ်နော်အမနှိပ်ပြီးတော့တဲ့ခါကျရင်ကျွန်တော်ဒီကိုရောက်လာမှာဗျအမအမျိုးမျိုးရှိတယ်ဗောနော်တက်တော် message ကိုတက်တော် message ပို့ချင်တာဒါမှမဟုတ်ဖုန်းခေါ်စေချင်လားအမျိုးမျိုးရှိတယ်ဒါပေမဲ့ကျွန်တော်ကတော့ like နဲ့ comment ရအောင်ပဲကျွန်တော်ဒီဘက်နေရာလေးကျွန်တော်နှိပ်လိုက်မယ်နော်ဒီနေရာလေးအဲ့နေရာလေးကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးတဲ့ခါကျကျွန်တော်ဒီမှာ like နဲ့ comment လေးကိုကျွန်တော်ရွေးထားတယ်ဗောနော်အဲ့မှာ like နဲ့ comment လို့ရွေးမယ်ကိုက view များချင် view ရွေးပေါ့နော် follower တက်ချင် follower ရွေးပေါ့နော်ကျွန်တော်ကတော့like နဲ့ comment လေးပဲကျွန်တော်ရွေးထားတယ်ပေါ့နော်ပြီးတဲ့ခါကျရင်ကျွန်တော်အောက်ခြေလေးနည်းနည်းရွှေ့လိုက်မယ်ဒီကျွန်တော်တက်တော့ auto ရွေးပေးထားတဲ့ဟာကိုလုံးဝမရွေးဘူးเนาะတက်တော့ auto ရွေးပေးထားတဲ့ဟာကိုရွေးရင်ကျွန်တော်တို့အနေနဲ့တိတ်အဆင်မပြေပါဘူးဗျကျွန်တော်ဒီအောက်ဟာလေးကိုနှိပ်လိုက်မယ်ကျွန်တော်တော့ဒါကျွန်တော်ကိုယ်တိုင်လောက်ထားတဲ့ဟာလေးပေါ့နော်ကျွန်တော်ဒီကောင်လေးနဲ့အမြဲတမ်းဘူးဖြစ်တယ်ပေါ့ကျွန်တော်ဒီကောင်လေးနဲ့လည်းအမြဲတမ်းဘူးဖြစ်တယ်အကောင်လေးကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးတဲ့ခါကျရင်ကျွန်တော်ဒီမှာကျွန်တော် edit လေးကိုနှိပ်မယ်မိတ်ဆွေတို့အနေနဲ့အဲ့လိုမပေါ်သေးဘူးပေါ့နော်ဒီလိုတွေမပေါ်သေးဘူးedit လေးကိုနှိပ်လိုက်ပြီးခါကျရင်ဒီလိုနေရာတွေမှာအမှကျွန်တော်ကတော့ဒီမှာနိုင်ငံရွေးတဲ့နေရာမှာကျွန်တော်တို့အနေနဲ့မြန်မာရယ်ထိုင်းလန်ရယ်မလေးရှားရယ်ကျွန်တော်၃ခုရွေးထားပါလို့ကျွန်တော်တို့မြန်မာလူမျိုးတွေထိုင်းလန်မှာလည်းနေကြတယ်မလေးရှားမှာလည်းအများစုနေကြတယ်တခါစင်ကာပူပါရွေးတာရှိတယ်ဒါမှကျွန်တော်စင်ကာပူတော့မရွေးတော့ဘူးစင်ကာပူရွေးမယ်ဆိုရင်လည်းဟိုဖြစ်တယ်အမှနိုင်ငံ၃ခုရွေးလို့ရတယ်နော်နိုင်ငံ10အခု20လားမလို့ရွေးလို့ရတယ်ဒါမှကျွန်တော်၃ခုပဲရွေးထားတယ်အမှ၃ခုရွေးထားလိုက်ပြီအဲ့လိုလေးကိုအပေါ်မှာရိုက်ချပြီးတော့ကိုရွေးမဲ့နိုင်ငံလေးထားလိုက်ပေါ့နော်ပြီးရင်ဒီကျွန်တော်ဒီမှာကျွန်တော်အသက်တွေပေါ့အသက်ကတော့ကျွန်တော်54ဒီမှာဒီလိုနှိပ်ထားတယ်16နေမပါပါဘူး73 16နေမပါဘူးเนาะ1624ရဲ့ဒီလိုလေးကျွန်တော်နှိပ်ထားတယ်ပြီးရင်ဒီဟာလေးကိုဒီပုံစံလေးတိုင်းပဲเนาะဒီပုံစံလေးတိုင်းပဲကျွန်တော်လုပ်လေးပဲလုပ်လိုက်ပါစေပြီးတဲ့ခါကျကျွန်တော်ဒီအောက်ကကိုယ့်ရဲ့စားကိုရောင်းမဲ့ကုန်ပစ္စည်းအမျိုးအစားပေါ့เนาะကျွန်တော်ကတော့နိုင်ငံတကာနဲ့ဆက်တယ် website တွေနဲ့ online payment တွေနဲ့ရောစားပေးနေတယ်မျိုးစုံဆက်တာဖြစ်တဲ့ကျွန်တော်ဒီမှာအကုန်တော်တော်များများရေးထားတယ်မိတ်ဆွေတို့အနေနဲ့ကတော့ကိုအဆင်ပြေမဲ့ဟာဥပမာကိုကဘာလဲ business စားပေးလားဒါမှမဟုတ် gain လားဒါမှမဟုတ်ကုန်ပစ္စည်းလားအဲ့လိုအဆင်ပြေတာလေးရွေးပေါ့ကျွန်တော်ဒီဟာလေးရွေးထားလိုက်ပါနော်ဒါလေးရွေးထားလိုက်တယ်ပြီးရင်ကျွန်တော်စေးလိုက်တယ်ပေါ့နော်စေးပြီးတဲ့ခါကျရင်စေးလိုက်ပြီးတဲ့ခါကျရင်ကျွန်တော်အောက်လို့နည်းနည်းသွားရမယ်ဒီမှာကိုဘယ်လောက်ဒေါ်လာဘယ်လောက်သုံးမယ် coin လေးတော့အရင်ဖြည့်ရတယ်နော် coin တက်တော့ coin လေးတွေဖြည့်လို့ရတယ်တက်တော့ coin လေးတွေဖြည့်မဲ့ဘိုင်စာကတ်တွေပိုင်းလို့ကျွန်တော်စီလာဝယ်လို့ရပါတယ်ကျွန်တော်ကတော့ဒီဗီဒီယိုအဓိကဘူးမှာမဟုတ်တဲ့အတွက်ကျွန်တော်ဒါပေမဲ့အစမ်းဘူးပြဖြစ်တဲ့$3ပဲကျွန်တော်ဘူးလိုက်မယ်ပြီးရင်ကျွန်တော်1 day ထားလိုက်မယ်ဗျ1 day ထားလိုက်မယ်ပေါ့နော်အမှထားလို့ရရနော်ဘယ်နှစ်ရက်ထားခြင်းလဲကျွန်တော်တော့$3လောက်တရက်စာထားလိုက်တယ်$3ကိုကျွန်တော်တရက်စာထားလိုက်တယ်ပြီးရင်ကျွန်တော်ဒီနေရာလေးကိုကျွန်တော်နှိပ်လိုက်မယ်ဒီအောက်က stat လေးကိုနှိပ်ပြီးကျွန်တော်တို့စပြီးဘူးလို့ရပါပြီကျွန်တော်ကတော့အကုန်အဆင်ပြေတာတေချာပြန်စစ်မယ်အဆင်ပြေတယ်ကျွန်တော်အမှကျွန်တော်စတော့မယ်နော်